အားလုံးမင်္ဂလာပါ Tech is Creator Hub ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ content creator တစ်ယောက်မှာ basic လိုအပ်တဲ့ပစ္စည်း gadgets တွေဘာတွေလိုအပ်လဲဆိုတော့ထိပ်ပြောပြပေးမှာဖြစ်ပါတယ်။ဘာလို့ဆိုတော့ဒီ question ကိုထိပ်ရှေ့မှာတင်ခဲ့တဲ့ဗီဒီယိုရဲ့အောက်မှာဒါဒီလိုမျိုး topic လေးလုပ်ပေးပါဆိုပြီးတော့ထိပ်ကို question မေးထားလို့ဗီဒီယိုလေးလုပ်ပေးပါလို့ request လုပ်ထားလို့ထိပ်အခုလုပ်ပေးခြင်းဖြစ်ပါတယ်။ဆိုတော့အခုပြောတဲ့ content creator တွေအတွက်မှာ basic ဘာတွေလိုအပ်လဲဆိုတဲ့မိကုန်းကိုဖြေရမယ်တဲ့ဖြေရမယ်ဆိုလို့ရှိရင်တော့တခုပါပဲဖုန်းတစ်လုံးလိုအပ်ပါတယ်လုံးဝငြိမ်ငြိမ်လေးနဲ့ quality ကောင်းကောင်းလေးနဲ့ရိုက်နိုင်မဲ့ basic ဖုန်းတစ်လုံးရှိရင်ကို content creator လုပ်လို့ရပါပြီဒါပါပဲပြီးသွားပြီစတာဆိုတော့အဲ့အဖြေကတော့မှန်တယ်ဖုန်းတစ်လုံးရှိရင်လည်းရတယ်ဒါပေမဲ့ but ကိုက quality တွေပို့ပြီးတော့မြင့်ကျင်တယ်နော်ကိုယ့်ရဲ့ viewers ကြည့်ရှုရတဲ့သူတွေကို quality ကောင်းကောင်းနဲ့လုပ်ပေးခြင်းနဲ့ဆိုလို့ရှိရင်တော့အရေးကြီးဆုံးဒီ mic ကိုကအပြင်မှာထားပါတော့ food blogger ဆိုလည်းပြင်မှာစားတောက်တယ်ဘာညာဆိုရင်ဒါဘေးနာ ambience အတန်တွေကွာဇွန်တန်ခင်းတန်စကားတွေပြောနေတဲ့အတန်တွေစူညံပေါ်လို့ရိုက်နေရှိမယ်အဲ့ကောင်တွေကိုနည်းနည်း cover ပေးပြီးကိုယ့်ရဲ့အတန်ကြီးကြီးလေးလေးရဖို့တော့ mic ကအရန်အရေးကြီးတယ်ထိပ်တို့ travel blogger ဆိုလည်းလိုပဲခရီးသွားနေတဲ့အခါမှာဘေးကနေ noise ကအရန်များတယ်အဲ့ချိန်မှာကိုကစကားပြောနေပြီဆိုလို့ရှိရင် mic ပါဖို့တော့အရေးကြီးတယ်ဒါပေမဲ့ဒါ real situation မှာဆိုလို့ရှိရင်တော့ဒါကတော့ဒါဖြစ်ဖို့မှသိမယ်ပေါ့နော်ခီးကကိုယ်တိုင်သွားနေတယ် vlog တီးတန့်ရိုက်ဖို့သွားနေရတယ်မဟုတ်သွားရင်းနဲ့ရိုက်တာဆိုတော့တခါတလေတော့ရုပ်တရက်မြင်မြင်ရိုက်လိုက်တဲ့ case တွေရှိရဲအဲ့လိုမျိုးဆိုရင်တော့ mic မပါသွားတဲ့ဟာကြီးတော့ရှိရပေါ့နော်ဒါပေမဲ့ try to use mic ပေါ့နော်အမြဲတမ်း mic ပါအောင်နော်သုံးပါပေါ့နော်ဒုတိယတစ်ခုကတော့ကိုက indoor ရိုက်တာတော့ပါလို့ဆိုလို့ရှင်နော် lighting လေးလိုအပ်တယ်ဒါပေမဲ့အဲ့ကောင်ဒီလဲ match တော့မဟုတ်ဘူး lighting မရှိလဲကိုက daylight နော်လုံးဝနေခင်းနေတို့ဘာလို့မှဒါ window ရဲ့အပြင်ကလာတဲ့ natural light ကိုသုံးပြပြီးတော့ကြတော့အဲ့ဘက်ကိုလှည့်ရိုက်လို့ရှိရင်လုံးဝ light လေးက soft ဖြစ်တယ် diffuse ဖြစ်ပြီးတော့ကြတော့မျက်နှာလေးဖွေးဖွေးလေးနဲ့ဒါရိုက်လို့ရတယ်ပေါ့နော်နေပူတဲ့တက်ထွက်ရိုက်ခိုင်းတာမဟုတ်ဘူးနော်ဒီအရေးထဲကနေပြီးတော့နေခင်းမှာရတဲ့အလင်းကိုပြောတာပါဆိုတော့ lighting ကလည်းအရေးကြီးရယ်ပေါ့နော်အခုဆိုလဲထိတ်ဒီမှာဒီဗီဒီယိုပြောနေတဲ့ဗီဒီယိုမှာဆိုရင် lighting က3ခုသုံးထားပါတယ်3ခုဆိုတာကိုယ့်ရဲ့မျက်နှာကိုထိုးဖို့ကတော့တစ်ခုပဲပေါ့နော်တစ်ခုပဲသုံးထားရှိပါတယ်လုံးဝတစ်ခုပဲရှိတယ်တကယ်တမ်းလုံးဝဒီ studio fully setup ကိုထိပ်ပြောရမဟုတ်သေးဘူး basic ပဲပြောနေတာနော် fully setup ဆိုရင်နောက်က backlight တွေရော fill light တွေရောဒါအများကြီးရှိသေးတယ်ပေါ့နော်ခုလောဆယ်ထိပ်က main light တစ်ခုပဲသုံးထားတယ်ပြီးတော့ဒါအယောင်လေးတွေပါကြီးထည့်ကျင်တယ်မလားအဲ့လိုမျိုးဆိုရင်ဒီခုဒီဘေးမှာ color အပန်းရောင်လေးသုံးထားရပေါ့နော်ကိုကအယောင်လေးတော့ချိန်လို့ရပါတော့ Hey Alexa change the light to green Okay ဆိုတော့စိတ်အောင်ပြောင်းသွားဆိုတော့အဲ့လိုမျိုးပေါ့နော်အယောင်ပြောင်းသွားတဲ့အခါမှာအဲ့လိုမျိုးကြည့်ရှုသူတွေကို feeling ပေးတာကတစ်မျိုးဖြစ်သွားတယ်ကြည့်ရတာတစ်မျိုးလေးဖြစ်သွားတယ်ဆိုတော့အခုဆိုရင်ခုနကထိပ်ကိုကြည့်နေတဲ့အချိန်မှာဘေးနားမှာအပြာရောင်လိုက်လေးထိုးထားရပေါ့နော်အောက်ကနေအခုမရှိတော့ဆိုတော့ကြည့်ရတာတစ်မျိုးကြီးกว่าအဒီလားခုနကကြည့်ရတဲ့ feeling လေးပျောက်သွားပြီးတော့တရေခောက်တော့မှလို့သိရမလားတစ်မျိုးကြီးခံစားလိုက်ရရပါအဲ့လိုမျိုးလေးfeeling ပေးခြင်းတဲ့အယောင်လေးသုံးလို့ရတယ်ဒါက lighting Hey Alexa change the light to pink ဆိုတော့လုံးဝအဓိကအရေးကြီးဆုံးကတော့အတန်အတွက် mic နဲ့ lighting အတွက် light ပေါ့နော်ဒါပဲ basic ဆိုရင်တော့ဒါနဲ့တင်အဆင်ပြေတယ်ပြီးသွားပြီဒါပေမဲ့ကိုကထပ်ပြီးတော့ဖြည့်ခြင်းတယ်ဆိုလို့ရှင်တော့နောက်ထပ်2ခုပြောပြပေးမယ်ပေါ့နော်နောက်တစ်ခုကတော့ tripod ဘာလို့ဆိုတော့ tripod ကကိုကတယောက်တည်းခီးသွားရယ်တယောက်တည်းရိုက်မယ်ဆိုတဲ့လူတွေအတွက်ကတော့မပါမဖြစ်လိုအပ်တယ်ထဲကြီးမှာဆိုလဲလက်တလုံးမာတင်အောင် tripod ၄ချောင်းလောက်ရှိရပေါ့နော်အဲ့တော့ဆိုတော့အဲ့၄ချောင်းမှာမျိုးစုံသုံးတာပေါ့နော် lighting အတွက်ထောင်းတယ်သူကအပေါ်ကဖြုတ်တက်တည်လို့ရတော့အကုန်လုံးလို့ရပါတော့နောက်တစ်ချောင်းကကြတော့အခုတဲထဲမှာရိုက်နေတဲ့ DJI Osmo Pocket 3မှာတက်ထားတယ်နောက်တစ်ချောင်းကတော့ဖုန်းတွေဘာတွေတခါတည်း setup ထောင်ပြီးရိုက်ဖို့ ready ရှိရရှေ့မှာနောက်တစ်ချောင်းကဘေးမှာလုံးဝမိုးပြီးတော့ကြတော့အပေါ်ကနေ top down shot ရိုက်ဖို့ရှိတယ်အဲ့ဆိုရင်၄ချောင်းတော့မကောင်း6ချောင်းလောက်ရှိရယ်နောက်ထပ်ဒီလိုအပုလေးတွေလည်းရှိသေးတယ်ဒီလောက်တော့အပုလေးလည်းရှိသေးရပေါ့နော်အမျိုးစုံမှာ case scenario တိုင်းမှာသုံးဖို့ရှိရပေါ့နော်ဒါပေမဲ့ထိတ်ခုကြည့်နေတဲ့လူတွေကိုအကုန်လုံးဝယ်ခိုင်းနေမှာမဟုတ်ပါဘူးတစ်ချောင်း basic ကတော့လိုအပ်မယ်ပေါ့နော်ဒါကတော့ကိုလိုအပ်တဲ့ချိန်ဝယ်လိုက်ပေါ့ပစ္စည်းလေးတွေ recommend ပေးရအောင်မယ်ဆိုလို့ရှင်တော့လက်တလုံးမှာထိတ်အကုန်လုံး recommend လည်းပေးတယ်ထိတ်ကွန်လည်းကြိုက်နေတာဥလန်စီတစ်စိတ်ကကောင်းတယ်ဥလန်စီမှာထိတ်ခု description ကိုလည်းဒီ video ရဲ့အောက်မှာချပြထားပေးမယ်ပေါ့နော်။ तू က
ထိတ်မှာဦးလည်းဒီနှစ်ချောင်းရှိရတချောင်းကကြတော့လုံးဝလွေထဲပဲထည့်သွားတယ်ခရီးပိုင်းတော့သွားလို့ရှိရင်သုံးတဲ့ selfie stick size လောက်လေးနဲ့ဒလောက်လောက်လေးတူတူလေးပဲသူကဆွဲထုံတဲ့ selfie stick size လောက်ပဲရှိတာပေါ့နော်အဲ့ဒါကြတော့ဒါ hand held ပေါ့နော်ဒီလိုကင်ပြီးပြောတယ်မျက်နှာပြေးမနေအောင်လို့ပြောတယ်အဲ့လိုမျိုးသူကတုံးတယ်ပြီးရင်အဲ့လိုပေါ့ပေါ့ပပပေါ့နော်အောက်မှာထားတယ်အမြင့်ကလည်းဒလောက်လောက်ပဲရတာဆိုတော့ဒလောက်လောက်အမြင့်လောက်မှာထားရိုက်တဲ့ဟာတွေမျိုးမှာပေါ့ပေါ့ပတုံးတယ်နောက်တစ်ခုကတော့ Ulan Zio မှာသူက size ကဒလောက်လောက်ရှိရယ်တထောင်စစ်ဒီကနေဒီထိလောက်ပဲရှိရပေါ့နော်ဒါတော့ဒီလက်တီးမပါအဲ့လောက် size ကိုမှ तू ကအပေါ်ကဟို iPhone သုံးနေတဲ့လူတွေအတွက်တော်တော်ကောင်းတာပေါ့နော်ပုံမှန်ဆိုကားတည်မလားကိုတွေလေညက်ကြီးကိုဆွဲဖြဲပြီးတော့じゃဖုန်းထဲရလေအဲ့ကောင်ကလက်ကလည်းနားရဲ့ပြင်လို့လေအားကြီးနဲ့လေအင်းကြီးဆိုအလုံးရှုပ်တယ်လို့ခံစားရအခုအဲ့ထိတ်အခုပြောတဲ့ဦးလန်စီလေးကအနောက်က magnetic လေးနဲ့အဲ့တော့ကိုကဖုန်းလေးကိုကတ်လိုက်အောင်ပဲကွာဒီလားအဲ့တော့ပြီးတော့ strong လည်းဖြစ်တယ်ခွာရတာတော့နည်းနည်းလေးကြက်တယ်ဆိုတော့ strong တော်တော်ဖြစ်တယ်ပြုတ်ကြမှာတော့မကြောက်နဲ့ပြီးရင်ကတ်လိုက်တယ်အလျားလိုက်ကတ်မလားဒေါင်းလိုက်ကတ်မလားလက်နဲ့ဆွဲပြီးတော့လဲလှည့်လိုက်လို့ရအရင်မြင်တယ်ကွာပြီးရင် stable ဖြစ်သေးရယ် quality လေးတွေကောင်းတယ်ပေါ်သေးရယ်ကွာပြီးတော့ထောင်တာလုံးဝအမြင့်9ပေကြော်ထောင်လို့ရတယ်ဆိုတော့လုံးဝလူတစ်ယောက်ရဲ့ဒီအရက်အတိုင်းထောင်လို့ရတယ်ဆိုတော့ကိုယ့်ကိုခီးသွားတဲ့အခါမှာ tree ဆိုထောင်ပြီးတော့ကြတော့မြေပြင်မှာထောင်ပြီးတော့ကိုယ့်ကိုလွယ်လေးနဲ့လမ်းလျှောက်သွားတဲ့ shot မျိုးစုံရိုက်လို့ရတယ်ကွာဆိုတော့အဲ့တစ်ချောင်းလေးရှိရတဲ့အမျိုးစုံသုံးစားလို့ရတယ်အဲ့ကောင်လေးလက်ထိ recommend ပေးတယ်ပေါ့နော်အကုန်လုံး my address ကတော့ထည့်ရခုဒီ channel မှာပဲဗီဒီယိုတွေအများကြီးရှိလိမ့်မယ်ကြည့်လိုက်ပါ budget mic တွေဘိုးရ mini 2နောက်ဆုံးထွက်ထားရှိတယ်သူကတော့ဘတ်2000ဝန်းကျင်ရှိတယ်discount တွေပဲရောက်ရင်တော့1000ကျော်လောက်နဲ့ရမယ်ပြီးရင်ဘိုးရ magic mic ရှိမယ်အဲ့ကောင်က3000ကျော်ရှိတယ်သူလည်း discount ရရင်တော့2000ကျော်လောက်နဲ့ရရင်ရမယ် magic mic ကလည်းတော်တော်မိုက်တယ်၄မျိုးသုံးလို့ရတော့အရင်မိုက်တယ်ပေါ့နော်ကြည့်လိုက်ပေါ့နော်ကိုနဲ့ဘာကြိုက်မလဲဆိုတော့ပြီးတော့ဒီ jam mic mini 2ရှိမယ်ပေါ့ပနဲ့သူကလည်းသုံးလို့ကောင်းတယ်ဒါပေမဲ့ခုနကဘိုးရထက်တော့ဟိုနည်းနည်းလေးတယ်ကြီးတယ်ဈေးလည်းများတယ်ပေါ့နော်4000ဝန်းကျင်ရှိတယ် discount ချရင်3000ဝန်းကျင်နဲ့ရမယ်ဆိုတော့ mic တွေကတော့မျိုးအဲ့ဒါရှိရပေါ့နော်နောက်ထပ်နံပါတ်4တစ်ခုကတော့ stabilizer ပေါ့နော်ပြောရင် stabilizer က max တော့မဟုတ်ဘူးထိတ်စီမှာလည်း stabilizer 3-4ခုလောက်ရှိရဒါပေမဲ့အမြဲသုံးပြလားဆိုမသုံးပြဘူးကိုကလိုချင်တာကွာဒီလား online ပေါ်မှာအဲ့လိုမျိုး YouTubers တွေ review လုပ်တာပေါ့ဆိုအများကြီးကြည့်ပြီးဝယ်ပြစ်တာပေါ့နော်ထိတ်ဆက်ဝယ်ခြင်းတော့ဆိုရင်ဒီလိုမျိုးတစ်ခါတည်းဒီလို box ကြီးနဲ့တည်ရဒါလောက်အတုံးကြီးကွာအကြီးပဲခောက်လို့လည်းမရအောင်အဲ့ကနေမှတဆင့်တေးသွားတယ်ပြီးအခုဆိုရင် Osmo Pocket မလား Osmo Mobile တွေထွက်တယ်ပေါ့နော်5 6အဲ့လိုမျိုးထိတ်ဟာဆို5ပေါ့နော်ခောက်လို့ရသွားပြီ portable ဖြစ်သွားပြီလွယ်သွားပြီဒါပေမဲ့အဲ့လို portable ဖြစ်တာတော့မှလေးသေးရကွာတည်ရတာအဲ့တော့တိတ်400ထက်ကိုကတဲ့သွားရင်တော့မှလွယ်ထဲမှာပိုင်တော့မှရုပ်တရက်တစ်ခုခုရိုက်မယ်ဆိုလို့ရှိရင် stabilizer ကြီးဖွင့်ရိုက်နေတာကနည်းနည်းအလုံးရှုပ်တယ်မရိုက်ဖြစ်ဘူးပြီးတော့နောက်တစ်ခုကတော့တက်ဤဒီခရီးသွားတဲ့ခါမှာရိုက်နေကြလည်းဖြစ်ပြီးလက်ကလည်းအတော့ကိုငြိမ်ပြီးတော့ကျင်နာရနေဖြစ်တဲ့အတွက် stabilizer မလိုအပ်တော့အဲ့တော့မသုံးပြတော့အဲ့တော့ stabilizer ရဲ့ use case ကြီးတော်တော်နည်းသွားတယ်တော်တော်နည်းသွားတယ်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ဒီ iPhone တွေကအခု stabilization အရင်ကောင်းလာတယ်iPhone နဲ့ရိုက်လို့ရှိရင်တော်တော်ငြိမ်လာတာအဲ့တော့ဟိုကောင်နေသိမလို့တော့ဆိုတော့ဘယ်ချိန်မှာပဲတုံးလဲဆိုရင်လုံးဝ commercial shoot တွေကိုကတေးချာကို vlogging သွားရိုက်မယ်ဆိုပြီး plan ပြီးလုပ်ပြီးထွက်တဲ့ဟာတွေပြီးတော့အဲ့လိုမျိုးတေးချာငြိမ်လေးနဲ့ product shooting တွေ product တွေကိုရိုက်တဲ့ဟာတွေအဲ့လိုဟာတွေကြမှာတေးချာထုတ်ပြီးတော့သုံးပြတော့တယ်ပြီးတော့ stabilizer လို့ပြောရမယ်ဆိုလို့ရှိရင်နောက်တစ်ခုကအခုထိတ်ရှိမှလည်းဗီဒီယိုလုပ်ထားတယ် DJI Osmo Pocket 3ကတကယ်အသုံးဝင်ရလားဆိုတော့ topic လေးနဲ့ရှိရသွားကြည့်လို့ရပါတော့အဲ့မှာဆိုရင်ကြည့်တွေ့လိမ့်မယ်အခုထိတ်ရိုက်နေရသည်လေ main camera DJI Osmo Pocket 3နဲ့ရိုက်နေတာပေါ့နော်အရန်အသုံးဝင်တယ်သူကတော်အသုံးဝင်နေပြီထိတ်ရဲ့ stabilizer ကြီးလည်းကြောင်းတော့stabilizer ကိုယူခဲ့ကြမလို့တော့အဲ့ကောင်လေးနဲ့တင်ရိုက်လို့ရတယ်ပြီးတော့ဘယ်တော့တေးလေးနဲ့ပေါ့လေးနဲ့တွားလို့ရတယ်တဲသွားလို့ရတယ်ဒီ Osmo Pocket 3ကိုလည်းထိတ် recommend တော့ပေးတယ်ဒါပေမဲ့ဒီကောင်ရှိမှ content creator လုပ်ရလို့ပြောရမှာမဟုတ်ဘူးเนาะလုံးဝ upgrade လုပ်ချင်တယ်ကိုကအဲ့ဟာကိုအရန်ကိုလိုချင်တယ်သုံးချင်တယ်ဆိုမှဝယ်ပေါ့เนาะဘာလို့ဈေးရလဲအရန်ကြီးတာ哦ဆိုတော့အဲ့ပစ္စည်းလေးအကြောင်းဒီလေးကြည့်ကျင်တော့ထိုက်ရဲ့အရင်ဗီဒီယိုသွားကြည့်ပါနောက်ပစ္စည်းတစ်ခုကတော့ basic တော့မဟုတ်ဘူးဒါပေမဲ့ travel blogger တွေတော့ဆိုရင်တော့ရှိရင်ကောင်းတာပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံမှာဆိုရင်တော့အခုလက်တော်ကအခြေအနေကတိတ်တော့အဆင်မပြေဘူးပေါ့နော်ပစ္စည်းလေးကပါလဲဆိုတော့ drone ထိုက်ဗီဒီယိုတွေကိုတခြားကြည့်လိုက်ရင်ထိုက်2016ကလေးကတင်လာတဲ့ဗီဒီယိုတွေထဲမှာခရီးသွားတဲ့ထဲမှာမြန်မာတနိုင်ငံလုံးအနှံ့သွားခဲ့တဲ့ထဲမှာတော်တော်များများဒီ
drone shot တွေပါတယ်သူများနဲ့မတူတဲ့လုံးဝ view တွေသူများနဲ့မတူတဲ့ shot တွေပေါ့နော်ထိတ်ဒီတခြားလူတွေဗီဒီယိုစမလုပ်ခင်ကဗီဒီယိုလုပ်ခဲ့တယ်ဗီဒီယိုတွေတင်ခဲ့တာတော်တော်ကြာခဲ့ပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးခရီးသွား vlog တွေထဲမှာဆိုရင် drone shot တွေကြည့်ရတာမတူညီတဲ့ shooter ကနေပြီးတော့ကြည့်ရတာဖြစ်တဲ့အတွက်တော်တော်လေးမိုက်တယ်လို့ခံစားရတယ်ပြီးတော့ကြည့်ရှုလူတွေအတွက်ကိုလည်းကိုက quality ကောင်းကောင်းပေးနိုင်တယ်ပြီးရင်ဒီနေရာကြီးတစ်ခုကိုကွာ back eye view နဲ့ပြနိုင်တယ်ပေါ့နော်အဲ့ရတော့မိုက်တာပေါ့နော်ဒါပေမဲ့ကြံတဲ့ဟာတော့ဈေးကြီးတယ်တရားပြူကခတ်တယ်နေရာတိုင်းမှာပြန်လို့မရဘူးမြန်မာနိုင်ငံမှာဆိုပို့ဆိုမရအောင်ဆိုတော့ထိတ်တောင်မှအခုထိုင်းရောက်မှနောက်တစ်လုံးထပ်ဝယ်လိုက်ရတယ်ပေါ့နော်ဝယ်ပြီးတော့မှသွားတခြားနိုင်ငံတွေသွားရင်တည်သွားတယ်ပေါ့နော်ဆိုတော့ US မှာလည်းရိုက်ခဲ့တယ်ဗီယက်နမ်မှာလည်းရိုက်ခဲ့တယ်ဖိလစ်ပိန်းမှာမရိုက်ခဲ့လိုက်ရအောင်လင်းကွင်းသားနေတော့ပြန်လို့မရလိုက်လို့အဲ့လိုမျိုးပေါ့နော်ခါလေယူသွားတယ်မရိုက်ခဲ့လိုက်ရတဲ့ဟာတွေလည်းရှိရအများကြီးပေါ့နော်ဆိုတော့အဲ့ဟာတွေပါပဲအကုန်လုံး wine up လုပ်ပြီးထိတ်ပြန်ပြောပေးမယ် content creator အတွက် basic လိုအပ်တာဒီ quality ကောင်းကောင်းနဲ့ဖုန်းတစ်လုံးပဲလိုပါတယ်ဖုန်းတောင်မှထိတ်ရတော့ iPhone ပေါ့နော် iPhone ကိုပဲအားပေးတယ်ကျန်တဲ့ဖုန်းမကောင်းပြောမဟုတ်ပါဘူးထိတ်ရဲ့အကြိုက်ကိုအကုန်လုံး recommend ပေးရပါ iPhone ဒီ quality ကငြိမ်တယ် stabilization ကောင်းတယ်ထိတ်ရဲ့ဒီ video ရဲ့ image quality ကိုလည်းကြိုက်တယ်ပေါ့နော်ဆိုတော့ iPhone ရှင်ရပြီ iPhone မှာလုံးဝ latest model တွေမလိုဘူး Pro တွေဘာညာတွေမလိုဘူးလုံးဝbasic ဆိုရင်ရပြီဒါပဲပြီးသွားပြီဖြစ်ရတော့ဒါပဲဒါပေမဲ့နောက်ထပ်ပြီး quality ကောင်းကောင်းတွေဖန်တီးခြင်း mic လိုမယ် lighting လိုမယ် tripod လိုမယ် stabilizer လိုမယ်နောက်ဆုံးက drone ပေါ့နော်ဒါပါပဲလိုအပ်တဲ့ basic PC ကတော့အားလုံးကဒါပါပဲဒါပေမဲ့ content creator တိုင်းမှာ type တွေမတူဘူးနောက်ထပ်အများကြီးရှိသေးရဖြစ်တဲ့အတွက် streamers တွေနော်အဲ့လိုမျိုးရှိရဆိုတော့ mic ကတော့ဒီလိုမျိုး bluetooth mic တခုပဲမဟုတ်ဘဲနဲ့ဒါ podcast အတွက် mic တွေရှိမယ် mic ကလည်းမျိုးစုံရှိလိမ့်မယ်အဲ့ဒါကြီးကတော့ထပ်ပြီးဒီနေ့နောက်ဗီဒီယိုမှာပြောပြပေးပါမယ် okay ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒါတော့ပါပဲအားလုံးအကျိုးပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာတွေ့ကြမယ် bye bye